နေ့ညလောင်းထားတဲ့မူလေးခွာပြမယ်နော်။ဒါလေးကတော့လင်ပန်းလေးပေါ့။လင်ပန်းလေးကတော့ခွာလွယ်တယောက်တည်းခွာလို့ရလေ။ဟုတ်ကဲ့မနေ့ကလောင်းနေချိန်တော့မိုးရီရွာတော့လေကိုလောင်းပြချိန်မှာအကောင်လေးတွေကြာပြီးတော့တီးသွားတယ်။အဲ့ဒါလေးစိတ်မကောင်းကြရဘူးနော်။ဒါလေးကလင်ပန်းလေးကိုလင်ပန်းသဘောမျိုးလေးပေါ့နော်။ဒါလေးကတော့ပကံလေးကတော့ဒီပေါ့နော်။ဒါကလည်းခွာလာလွယ်လက်ခါလောင်းထားတာပေါ့နော်လောင်းထားရင်ဒီဖြစ်ပါလေဒီမှာနည်းလာနော်ဒါလေးကတောက်တော်ရေးကွက်ဒီပါတောက်တော်ရေးကွက်ဒီကနည်းနည်းလေးခွာတာနည်းနည်းတော့ကြက်တာပေါ့နော်လက်ခွာပြပါနည်းနည်းလေးမူသေးတဲ့ခါကျတော့နည်းနည်းလေးတော့ခွာတာခက်နော်ပုံမှန်ဆိုရင်24နာရီလောင်းအောင်ဒါတော့မနေ့ကဟာတာနည်းနည်းများသွားတော့ဒီခွာလို့ရတဲ့အနေအထားလေးဖြစ်သွားတာဒါလည်းတောက်တော်ရေးပဲပြီးပေါ့နော်ဆောင်းဟာလေးကတော့ပကံလေးပေါ့နော်ဒီစင်တော့ပကံလေးလည်းတုံးလို့ရတယ်ဒီတော့ခေါ်လာခဲ့တယ်ဖက်ထွက်သွားပြီးတော့ကျန်ဘက်တွေခွာလာနည်းလွယ်ပေါ့နော်ခံရတယ်နော်ဒါလေးကတော့ဟိုတနေ့အဖုံးလေးဖုတ်ဒီဖုံးလေးနည်းနည်းလေးဆိုးသလိုဖြစ်နေလို့လေဒါလေးကိုပြန်ပြီးတော့လောင်းလိုက်တာဖုံးအစားလေးလောင်းလိုက်တာဖြစ်စရာလေဒီနေ့လောက်ထားတဲ့ဖုံးလေးရတယ်ဒီပေါ့နော်သူ့ရဲ့အိုးလေးကတော့ဒီမှာပါအိုးလေးကြိုက်တဲ့ဖုံးလေးနဲ့ဖုံးမှာပေါ့နော်ဒါလေးကအရောင်လေးကတစ်မျိုးပေါ့ဒါလေးကတော့အရောင်တစ်မျိုးပေါ့သူ့ရဲ့အခန်းလေးရတယ်ဒါလေးဆိုရင်စံတော်ဘက်လာလေးပေါ့နော်ဒါလေးခွာပြလာပါပါတီ